လွတ်လပ်ပြီးတရားမျှတဲ့ရွေးကောက်ပွဲကိုဒီနှစ်ကုန်ပိုင်းမှာကျွန်တော်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ရှင်းပြပါတယ်ဆွေးနွေးတဲ့လူတွေကတော့ဗျာအားလုံးလည်းလက်ခံပြီးတော့မှအားပေးထောက်ခံမှုရှိတာကိုလည်းကျွန်တော်တွေ့ရပါတယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲမှုဒီဇင်ဘာလမှာကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲကိုမြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့ပြဿနာတွေရဲ့ထောက်ပေါက်ဖြစ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပုံဖော်နေပြီးနိုင်ငံတကာတိုက်ဝန်းရဲ့ထောက်ခံမှုရရှိလာဖို့မဲဆွယ်စည်းရုံးနေပါတယ်ရွေးကောက်ပွဲဆိုတဲ့ဝေါ်ဝါဒဟာပြည်သူ့ဆန္ဒခံယူခြင်းဆိုတဲ့အဓိပ္ပာယ်ပါဝင်တဲ့အတွက်မင်းအောင်လှိုင်တွဲဆုံခဲ့သမျှနိုင်ငံတကာခေါင်းဆောင်တွေကရွေးကောက်ပွဲကိုစန့်ကျင်တယ်လို့မပြောဆိုကြပါဘူးနိုင်ငံတကာနိုင်ငံရဲ့ရွေးကောက်ပွဲဟာအဲ့ဒီနိုင်ငံရဲ့ပြည်တွင်းရေးသာဖြစ်လို့ကမ္ဘာနိုင်ငံတွေကစန့်ကျင်တဲ့သဘောထားမပေးကြတာဟာတဘာဝကျပါတယ်ဒီချက်ကိုသိထားတဲ့မင်းအောင်လှိုင်ဟာ၎င်းရဲ့ရွေးကောက်ပွဲစီစဉ်ကိုနိုင်ငံတကာခေါင်းဆောင်တွေကထောက်ခံကြတဲ့ကြောင်းပြည်ပခီးစဉ်တွေကအပြင်မှာဝါဒဖြန့်လိရှိပါတယ်၎င်းရဲ့ပြည်ပခီးစဉ်လို့ဆိုရမှာလဲတရုတ်ရုရှားဘယ်လာရုစ်နဲ့ခုနောက်ဆုံးကာဇက်စတန်နိုင်ငံစတဲ့ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးဖွဲ့ SCO ဖွဲ့ဝင်နိုင်ငံတွေသာဖြစ်ပါတယ်မင်းအောင်လှိုင်စီစဉ်နေတဲ့ရွေးကောက်ပွဲကိုထောက်ခံအားပေးနေတဲ့နိုင်ငံခေါင်းဆောင်တွေထဲမှာတရုတ်သမ္မတရှီကျင်းပင်ပါဝင်ပါတယ်မြန်မာပြည်သူတွေရဲ့ဆန္ဒအရအစိုးရသစ်တရဲ့ပေါ်ပေါက်လာခြင်းကဆီယနာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့မြန်မာနိုင်ငံရေးပြဿနာရဲ့ထွက်ပေါက်ဖြစ်တယ်။ဒါမှမဟုတ်မင်းအောင်လှိုင်ရဲ့အာဏာသိမ်းထားမှုကိုအဆုံးသတ်ပေးမဲ့လမ်းကြောင်းဖြစ်တယ်လို့တရုတ်အစိုးရကအဓိပ္ပာယ်ဖွင့်နားလေလက်ခံထားသလားဆိုတာတွေးဆဆင်ခြင်စရာတွေရှိနေပါတယ်။အကြောင်းကတော့ပြီးခဲ့တဲ့ဩဂုတ်လကတရုတ်နိုင်ငံမှာကျင်းပခဲ့တဲ့လန်ချန်းမဲကောင်ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးတွင်တရုတ်အစိုးရရဲ့ထိပ်တန်းသံတမန်တရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီဟာစစ်ကော်မရှင်ခန့်နိုင်ငံခြားရေးဝန်ကြီးတန်းဆွေနဲ့တွေ့ဆုံပြီးတရုတ်အစိုးရရဲ့မြန်မာပြဿနာဖြေရှင်းရေးမူဝါဒ3ရပ်ကိုအသိပေးခဲ့ပါတယ်။ဒါဟာစက်တင်ဘာလမှာကျင်းပခဲ့တဲ့ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်းအဝေးမှာမင်းအောင်လှိုင်နဲ့မတွေ့ဆုံခင်တရုတ်သမ္မတရှီကျင်းပင်ကတရုတ်ရဲ့မူဝါဒကိုအတိလင်းကြိုတင်အသိပေးခဲ့ပြီးမင်းအောင်လှိုင်ရဲ့လက်ခံသဘောတူညီမှုကိုကြိုတင်ရယူခဲ့တဲ့သဘောတက်ရောက်ပါတယ်။အဲ့ဒီမူဝါဒတွေကတော့သက်ဆိုင်ရာစုဖွဲ့တွေကြားမုံတရားတွေချုပ်ငြိမ်းပြီးပြည်တွင်းငြိမ်းချမ်းရေးနဲ့ပြည်သူ့ဆန္ဒနဲ့ညီမျိုးသားအုပ်ချုပ်ရေးစနစ်ဖော်ဆောင်ရေးနှစ်အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ကျေပြန့်တဲ့စုစည်းညီညွတ်မှုဖော်ဆောင်ရေးသုံးလူမှုသားစာဒဖြစ်ရေးတဘာဝဘေးလွန်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေတိုးတက်ရေးစီးပွားရေးဖွံ့ဖြိုးမှုနဲ့ပြည်သူတွေရဲ့ဘဝတိုးတက်ကောင်းမွန်ရေးဆိုတဲ့အချက်တွေဖြစ်ပါတယ်။ဒါပေမဲ့လည်းရွေးကောက်ပွဲကျင်းပဖို့အချိန်နီးကပ်လာတာနဲ့မျှနိုင်ငံမှာပကတိဖြစ်ပျက်နေတဲ့ချင်းရံကတော့ရွေးကောက်ပွဲကျင်းပလိုသူကနိုင်ငံနဲ့မဲဆန္ဒနယ်မြေတွေမှာရှိတဲ့မဲဆန္ဒရှင်ပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ပုံမပြုလုပ်လာနေတာဖြစ်ပါတယ်။စစ်ကောင်းတော်မင်းအောင်လှိုင်ဟာရွေးကောက်ပွဲကို၎င်းရဲ့အာဏာတည်မြဲရေးတွေအပြစ်မဲ့ပြည်သူတွေရဲ့အသက်ပေါင်းများစွာနဲ့လောင်းကြီးထက်မဲ့လောင်းကစားပွဲတစ်ခုအသွင်ဖန်တီးနေတယ်ဆိုတာထင်ရှားလာပါတယ်။ဒီချိန်ဟာတရုတ်ဆိုရရဲ့မြမရေးမူဝါဒ3ရက်နဲ့ဖြောင်းမြောင်ကြီးစန့်ကျင်လျက်ရှိနေပါတယ်။2023-2024ခုနှစ်တွေမှာအကြီးကျယ်စစ်ရှုံးနေတဲ့အာဏာသိမ်းစစ်တပ်ကိုစစ်ရေးအကူအညီတွေနဲ့အဓိကကြားကန်ပေးနေပြီးရွေးကောက်ပွဲကိုထောက်ခံထားတဲ့တရုတ်အစိုးရဟာ၎င်းတို့မျှော်မှန်းတယ်လို့မြန်မာနိုင်ငံမှာရွေးကောက်ပွဲကနေတဆင့်ပြည်သူ့ဆန္ဒနဲ့ညီအစိုးရသစ်တရက်ပေါ်လာမယ်။အဲ့ဒီကနေမှတဆင့်ကျေပြန့်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့စီးပွားရေးတည်ငြိမ်ဖွံ့ဖြိုးမှုတွေပြန်လည်ရရှိလာမယ်လို့စိတ်ကူးရင်တွက်ဆထားတယ်ဆိုတာ၎င်းတို့ရဲ့မြန်မာမူဝါဒ3ချက်အရာလေ့လာတွေ့ရှိရပါတယ်။ရွေးကောက်ပွဲတည်တာလျင်လက်ရှိပြဿနာတွေကိုကြော်လွှားနိုင်မဲ့တခုတည်းသောနီးလန်းတပွဲတွင်ဝါဒဖြန့်နေတဲ့စစ်ကော်မရှင်ဟာပြည်내တစ်ခုလုံးဒီပါလက်လွတ်ဆုံးရှုံးထားရတဲ့ရခိုင်ဒေသရှိအရက်ဘက်ပြစ်မှတ်တွေကိုအခုရက်ပိုင်းတွင်ဇက်တိုက်ပြစ်မှတ်ထားဘုံကျဲတိုက်ခိုက်လာပါတယ်။အောင်ရခတ်တော်အေးသိမ့်ပိုက်ထိချုပ်ထားတဲ့ကြောက်တော်မြို့နယ်တဲတပင်ကြီးရွာမှာရှိတဲ့ပညာပန်းကင်းနဲ့အမြင့်သစ်ပုဂ္ဂလိကထက်တန်းကျောင်းတွေနဲ့အိတ်ဆောင်တွေပေါ်ကိုစက်တင်ဘာလ12ရက်နေ့ညတကောင်ချိန်မှာလေတက်ကဖျက်အားဖြင့်ပေါင်900ဘုံသီးနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းသားကျောင်းသူစုစုပေါင်းရောက်20သေဆုံးရပြီးတခြားလူ20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။လာတူဩဂုတ်လကုန်ပိုင်းကလည်းရခိုင်ပြည်နယ်ရဲ့မြောက်ဦးရှေးအောင်မြို့တော်လူနေရပ်ကွက်တစ်ခုကိုတကောင်ရန်ချိန်မှာပေါင်900ဘုံသီးနှလုံးကျဲချတိုက်ခိုက်ခဲ့လို့ရသားပြည်သူ12ဦးသေဆုံးခဲ့ပြီး22ဦးဒဏ်ရာရရှိခဲ့ပါတယ်။စက်တင်ဘာလ29ရက်နေ့ညပိုင်းကလည်းနိုင်ငံရဲ့လှပဆုံးငပလီကမ်းခြေတရှိရာတန်တွဲမြို့ကရသားပြည်သူတွေနေထိုင်တဲ့အမှတ်4ရပ်ကွက်ကိုနှစ်ကြိမ်တိုင်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်
ပြစ်မဲ့ပြည်သူတအူးသေဆုံးပြီး6ဦးအပြင်းထန်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်စက်တင်ဘာလ29ရက်နေ့မှာ AA ကအရေးပေါ်ထုတ်ပြန်ချက်ထုတ်ပြန်ပြီးပြည်သူတွေကိုစစ်ရေးသတိအမြဲရှိကြဖို့အသိပေးတိုက်တွန်းခဲ့ပါတယ်။အဲ့ဒီထုတ်ပြန်ချက်မှာမြေပြင်တိုက်ပွဲတွေမှာကြာဆုံးများစွာနဲ့ရင်ဆိုင်နေရတဲ့ဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာအခုရက်တွေမှာအာရခဒေသတွင်မိမိတို့အပြည့်အဝထိန်းချုပ်ထားပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့ရွာတွေမှာရှိတဲ့စာသင်ကျောင်း၊ဈေး၊ဆေးရုံဆေးခန်းနဲ့ဘုံတော်ကြီးကျောင်းစရှိတဲ့နေရာတွေအပြင်လူစုလူဝေးရှိတယ်လို့ယူဆတဲ့နေရာတွေကိုနေညအချိန်မရွေးလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တဲ့လုပ်ရက်တွေကိုပုံမလှုပ်ဆောင်လဲရှိတယ်လို့ဖော်ပြထားပါတယ်။တကယ်တော့စစ်ကော်မရှင်ဟာရခိုင်ပြည်နယ်သားမက၎င်းတို့လက်လွတ်ဆုံးရှုံးထားတဲ့နိုင်ငံထဲမှာရှိတဲ့မြို့ရွာတွေမှာရက်သားပြည်သူတွေကိုပြစ်မှတ်ထားတဲ့အလားတူလေကြောင်းတိုက်ခိုက်မှုတွေကိုအခုရက်ပိုင်းလပိုင်းတွင်တိုးမြင့်လှုပ်ဆောင်နေတာပါစက်တင်ဘာလ22ရက်နေ့တရက်ထဲမှာပဲမြန်မာနိုင်ငံလေပိုင်းမန္တလေးတိုင်းတွေကတပိတ်ချင်းနဲ့စင်ကူးမြို့တွေရှိလူနေရက်ကွက်တွေပေါ်ကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရက်သားပြည်သူ၄ဦးသေဆုံးခဲ့ပြီး12ဦးဒဏ်ရာရရှိခဲ့ပါတယ်စက်တင်ဘာလ26ရက်နေ့မှာလည်းဒဇယ်မြို့နယ်ကန်ထူးမကြီးရွာကိုဘုံကျဲတိုက်ခိုက်ခဲ့ရမှာအရက်သားပြည်သူ10ဦးသေဆုံးခဲ့ပြီး12ဦးဒဏ်ရာရရှိခဲ့ပါတယ်။အလားတူစက်တင်ဘာလ29ရက်နေ့မွန်းလွဲပိုင်းမှာတော့ကချင်ပြည်နယ်ရှိကချင်လွတ်မြောက်ရေးတပ်မတော် KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့စရုံးမြို့ရဲ့လူစီကားရာဈေးဘော်ကိုဘုံကျဲချခဲ့လို့လက်တလောရရှိထားတဲ့သတင်းချက်လက်တွေအရကလင်းငယ်2ဦးပါဝင်ပြည်သူ10ဦးသေဆုံးခဲ့ပြီးသေဆုံးဒဏ်ရာရရှိမှုအရေးအတွက်ဟာပုံမများပြားလာပွဲရှိနေပါတယ်။စစ်ကော်မရှင်အနေနဲ့ခုလိုလေရင်ဘုံသီးတွေကိုဖောဖောတည်တည်သုံးပြီးအရက်ဘက်ပြစ်မှတ်တွေကိုဥတီတိုက်ခိုက်မှုတွေတိုးမြင့်လှုပ်ဆောင်နိုင်တာဟာအမှတ်21ကာကွယ်ပစ္စည်းစက်ရုံကနေလေရင်ဘုံသီးအမျိုးမျိုးအမြောက်များထုတ်လုပ်နိုင်အောင်တရုတ်အစိုးရပိုင် China South ကုမ္ပဏီကအကူအညီပေးနေတာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာထူးကြံပေးကောင်စီ SACM ကဇူလိုင်လ16ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားတဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ဒါကြောင့်တရုတ်သမ္မတရှီကျင်းပင်နဲ့တရုတ်အစိုးရဟာမင်းအောင်လှိုင်ရဲ့စစ်မီလီယံကြားကရွေးကောက်ပွဲအကြိုကာလစစ်ရာဇဝတ်မှုကျူးလွန်မှုတွေကိုဓာတ်ရိုက်အားပေးအားမြောက်ပြုလုပ်နေပြီးဒါဟာတရုတ်မြန်မာစစ်ဆန်ရေးသမိုင်းတစ်လျှောက်မြန်မာပြည်သူတွေပေါ်တရုတ်ကျူးလွန်တဲ့အဆိုအဝါဆုံးလုပ်ရတစ်ခုဖြစ်တာဝန်ယူရပါလိမ့်မယ်။ဒီဖြစ်ရပ်တွေကညွှန်ပြနေတဲ့ຢာကတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲဟာဆီယနာသိမ်းမှုကြောင့်ပေါ်ပေါက်လာတဲ့နိုင်ငံရေးပြဿနာတွေကိုဖြေရှင်းနိုင်မှုရည်ရွယ်တာထက်ရွေးကောက်ပွဲပြုလုပ်နိုင်ခြင်းမရှိတဲ့မဲဆန္ဒနယ်တွေမှာနေထိုင်ကြတဲ့ပြည်သူတွေရွေးကောက်ပွဲကိုလက်ခံလာစေဖို့ဘုံကျဲတက်ဖြတ်ပြနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းစစ်ကော်မရှင်ရဲ့ဒီအကြမ်းဖက်စစ်ရေးနီလန်းနဲ့ရွေးကောက်ပွဲနီလန်းပြိုင်နီးပြူဟာကနေထွက်ပေါ်လာမဲ့ရွေးကောက်ပွဲပြီးတဲ့နောက်ခင်းချင်းမှာစစ်တပ်ထိန်းချုပ်နိုင်တဲ့နေမြေနဲ့မထိန်းချုပ်နိုင်တဲ့နေမြေဆိုပြီးကွဲပြားမှုတွေပုံပုံနဲ့ရှမ်းရှမ်းဖြစ်ပေါ်လာစေုံမှတပါတခြားရလက်ထွက်ပေါ်လာနိုင်မှာမဟုတ်ပါဘူး။တနည်းအားဖြင့်လာမယ့်ရွေးကောက်ပွဲဟာစစ်တပ်နဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့အုပ်ချုပ်မှုပုံသဏ္ဍာန်မျိုးမျိုးကွဲပြားတဲ့တနိုင်ငံစနစ်မျိုးမျိုး one country multi governance system ရှိတဲ့ပြိုကွဲတိုင်းပြည်တစ်ခုရဲ့အသွင်လက္ခဏာတွေပုံပုံနဲ့ရှမ်းစွာဖြစ်ပေါ်လာပြီးတိုင်းပြည်ပြိုကွဲရေးလမ်းကြောင်းစီကိုတွန်းပို့ပေးတဲ့အကြောင်းတရားဖြစ်လာနိုင်ပါတယ်။တော်လိုင်းအင်အားစုအသီးသီးကလည်းမင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲကိုလက်တုပ်ပြန်မဲ့အကြောင်းခုတလောကြေညာချက်တွေထုတ်ပြန်လာကြတာကိုတွေ့မြင်နေရပါတယ်။ဩဂုတ်လ24ရက်နေ့မှာမြို့သားညီညွတ်ရေးအစိုးရ NUG ကကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးတရားမဝင်အတူရောင်ရွေးကောက်ပွဲဖြစ်စန့်ကျင်ကြဖို့ပြည်သူတွေကိုနှိုးဆော်ခဲ့ပါတယ်။2020ပြည့်နှစ်ရွေးကောက်ပွဲမှာနိုင်ရရှိခဲ့တဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ် NLD ကလည်း2020ထွေထွေရွေးကောက်ပွဲရလဒ်သည်သာပြည်သူဆန္ဒနဲ့ညီတရားဝင်တည်ရှိနေစေဖြစ်တယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အလားတူကချင်၊ကရင်၊ကရင်နီ၊ချင်း၊ရခိုင်၊ဝစတဲ့တိုင်းသားလက်နက်ကိုင်တော်လှန်ရေးဖွဲ့အသီးသီးစိုးမိုးထိန်းချုပ်ဒေသတွေမှာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကျင်းပမှုကိုလက်မခံကြောင်းနဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာပူးပေါင်းကူညီနေသူတွေကိုရေးယူသွားမယ်ဆိုတဲ့အကြောင်းကြေညာချက်တွေထုတ်ပြန်ပြီးအသိပေးတားမြစ်လာပါတယ်။ရွေးကောက်ပွဲကာလကိုတဖြည်းဖြည်းချင်းကပ်လာတာနဲ့မျှနိုင်ငံနဲ့မှာစစ်မီလီယံပုံမတောက်လောင်လာမယ့်လက္ခဏာတွေကိုလည်းတွေ့မြင်နေရပါတယ်။ NUG ရဲ့ကာကွယ်ဝင်ကြီးဌာနအမှုဒီကလည်းတနိုင်ငံလုံးတိုင်းတာနဲ့ထွေထွေထိုးစစ်ဆင်နွှဲဖို့ပြင်ဆင်နေတယ်လို့လာတန်ကြာကလေးကအသိပေးထားပါတယ်။အဲဒီကာလတော်တွင်ကချင်နဲ့စကိုင်းတိုင်းနယ်စပ်ရှိဗမောက်မြို့ကိုMOD ရဲ့အမှတ်၁စစ်ဒေသရဲ့တိုက်ရိုက်စစ်စင်ရေးကိုကဲမှုနဲ့
သိမ်းပိုက်ထင်းချုပ်နိုင်ခဲ့တယ်လို့စက်တင်ဘာလ22ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အယူဂျီရဲ့ဗမောက်စစ်စင်ရေးအောင်မြင်မှုဟာဇူလိုင်လကတည်းကတံမြန်ထိုးစစ်တွေနဲ့ကရင်နီနဲ့ရှမ်းမြောက်စစ်မျက်နှာတွေမှာမြို့တွေကိုပြန်လည်သိမ်းပိုက်အောင်ပွဲရနေတဲ့မင်းအောင်လှိုင်စစ်တပ်တွေစကိုင်းစစ်မျက်နှာမှာစစ်ရှုံးနေမှုဖြစ်ပါတယ်။ဗမောက်မြို့ကိုလက်လွတ်ဆုံးရှုံးခဲ့ရတာကိုကြည့်ရင်မင်းအောင်လှိုင်စစ်တပ်ဟာနိုင်ငံနဲ့မှာတံမြန်ထိုးစစ်တွေကိုတပြိုင်နက်တည်းဆင်နွှဲနိုင်တဲ့စစ်အင်အားတာလုံမှုပြန်လည်ရရှိနေတဲ့အနေအထားမရှိသေးဘူးလို့သုံးသပ်နိုင်ပါတယ်။ပြည်သူ့တပ်ပေါင်းများစွာနဲ့လောင်ကြီးထက်မဲ့စစ်မီလီယံကြားကျင်းပမဲ့ရွေးကောက်ပွဲအောင်မြင်ရေးနဲ့ရွေးကောက်ပွဲရလဒ်ကိုနိုင်ငံတကာလက်ခံလာရေးဆိုတဲ့အလွန်မသေးချာမရေရာတဲ့အခြေအနေတစ်ကိုမင်းအောင်လှိုင်ရင်ဆိုင်ရနိုင်ပါတယ်။အဓိပ္ပာယ်ကတော့မင်းအောင်လှိုင်ဟာရွေးကောက်ပွဲဆိုတဲ့ကိုယ်တိုင်ဖော်ဆက်တဲ့စေးနဲ့အစိတ်သိမ့်နိုင်တဲ့အခြေအနေကိုကြုံတွေ့ရနိုင်ပါတယ်။လက်ရှိမှာတော့မင်းအောင်လှိုင်ဟာစစ်တပ်ပါတီကြန့်ခိုင်ရေးကနေတဆင့်နိုင်ငံတော်အာဏာကိုစစ်တပ်ကရာသက်ပံထိန်းချုပ်ထားနိုင်မှုဗိုလ်ချုပ်ကြီးအဆင့်မှစပြီးစစ်တပ်အရာရှိရောက်900ကျော်ကိုဘောင်းမီချွတ်ရက်သားတွင်ယူစေပြီးရွေးကောက်ပွဲဝင်မှုစီစဉ်နေပြီဖြစ်ပါတယ်။ဒါဟာ2010ပြည့်နှစ်ကစစ်အာဏာရှင်ဟောင်းတန်းရွှေစီစဉ်ခဲ့ပြီးဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကြောင့်လက်လွတ်ဆုံးရှုံးသွားခဲ့တဲ့စစ်တပ်အာဏာကိုပြန်လည်ရယူဖို့ကြိုးပမ်းတဲ့လုပ်ရဖြစ်ပါတယ်။အခုဒီချိန်မှာတော့တန်းရွှေမှားခဲ့တဲ့ရွေးကောက်ပွဲဥပဒေတွေကိုပြင်ဆင်ပြီးဒေါ်အောင်ဆန်းစုကြည်ကိုနှစ်ရှည်ထောင်တော်နေနဲ့အကျဉ်းထောင်ထဲမှာဘဝဆုံးစေဖို့ကြံစီထားပြီးတော့1990ပြည့်နှစ်ရွေးကောက်ပွဲကတည်းကပြည်သူတွေရဲ့ထောက်ခံမှုကိုရွေးကောက်ပွဲအဆက်ဆက်ရရှိခဲ့တဲ့ NLD ပါတီကိုဖျက်ဆီးချေမှုန်းပြီးမှကျင်းပမဲ့ရွေးကောက်ပွဲမှာ၎င်းတို့ပါတီသာနိုင်ရပြီးအစိုးရဖွဲ့နိုင်မယ်လို့ယုံကြည်ကြောင်းကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌခင်ရီကဟစ်ကြွေးလာပါတယ်။ဘလို့ပဲတေချာစီမံကွက်ချပြီးနိုင်ငံတော်အာဏာကိုအတင်းအဓမ္မထိန်းချုပ်ဖို့ကြိုးပမ်းသည်ဖြစ်စေမင်းအောင်လှိုင်နဲ့စစ်ဗိုလ်တပ်ဟာပြည်သူခုခံတော်လှန်စိတ်ရဲ့အရှိန်ဟုန်ကိုအာဏာသိမ်းပြီး9နှစ်ကြာလာတဲ့အထိရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ပြည်သူခုခံတော်လှန်စစ်ဟာပြည်သူဆန္ဒအစစ်မှန်ဖြစ်ပြီးမင်းအောင်လှိုင်ရဲ့စစ်မီးလျံကြားကရွေးကောက်ပွဲကိုထောက်ခံအားပေးနေတဲ့တရုတ်ရုရှားနဲ့အာဏာရှင်နိုင်ငံတွေဟာမကြခင်မှာမြန်မာပြည်သူတွေရဲ့တုံ့ပြန်မှုတွေကိုမျက်ဝန်းထင်ထင်မြင်တွေ့ကြရနိုင်နေဆိုတာသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာ။